iman shi de khale tili bazagama basigama tira mho khonne shinne kone sene shi de khale le Maulana Ismail Khan sahab ka khale tiya ajaung yi de tu zivi ni yaung ne ai ngo tu twa le bru ma mashi ai ma tu tiyauk be shi de ai shin ni mashi bu zivi pong yauk ji be khale zivi be lo jai le soda along ti lu ji ba jaiတနေ့ကကျွန်တော်ဇီးသီးဝယ်နေတာတွေ့တယ်လူကြီးတယောက်ရွေးနေရင်နှလုံးစားပလိုက်စားခွင့်မရှိဘူးအစ္စလာမ်မှာအဲ့လိုစားလို့မရဘူးသူရှိရခွင့်တော့သူခွင့်ပြုရင်စားဒီတလုံးကျွန်တော်မြည်ကြည့်ပြစီအမြည်စားမပြောဘဲနဲ့စားလို့မရအဲ့မဲ့လူကြီးလည်းကြိုက်တယ်ဇီးသီးစားအဲ့ဒီခလေးပိုကြိုက်တာပေါ့သူအဲ့ဒီမှာထိုင်းနေတယ်ကြည့်လိုက်တော့ဇီးသီးတွေအများကြီးကြားထဲမှာအနားရောက်တော့စော့နေတယ်အဲ့မှာအိမ်ရှင်ရောက်လာတာတယောက်ဝင်သွားတယ်ဒီခြာတိတ်ဒီမှာဘာလာလောက်ကြတော့ဒီကောင်ကဇီးသီးတွေတုတ်လိုက်ပြီလားမသိဘူးဒါပေမဲ့ဇီးသီးပုံကိုကြည့်တော့လက်ရမပြတ်ဘူးမပြတ်တာနဲ့ခလေးကိုပြောတယ်ခလေးဒီဇီးသီးဘာကြောင့်ခိုးမစားလဲဆိုတော့ဘာဖြစ်လို့မစားတော့ဘူးဆိုတော့သူကပြောတော့အမလေးတဲ့ကျွန်တော်တခိုးမှမဟုတ်ပဲတဲ့ကျွန်တော်အီမန်ရှိတဲ့ခလေးလေးပါတဲ့ကျွန်တော်အီမန်ရှိတဲ့ခလေးလေးပါတဲ့အီမန်ရှိတဲ့ခလေးဇီဒီခုံးစားဘူးဇာကြီးတဲ့ဇီဒီခုံးစားဘူးတဲ့ကျွန်တော်တို့သူများကခိုးရင်တော့တားလိုက်မယ်ဟဲ့ခိုးပြီးမစားဘူးအိမ်ရှင်တိုင်းတောင်းစားပါလို့ဒီလိုပြောမှာတဲ့ကျွန်တော်ကအီမန်ဟာအဲ့လောက်ဖို့တန်တယ်အီမန်ရှိတဲ့လူကဈေးရောက်ရင်လည်းပြဿနာမရှိဘူးအိမ်အမျိုးသမီးပြဿနာလည်းမရှိဘူးဘာပြဿနာမှလည်းမရှိဘူးခိုင်းသူပြောချင်တာက is that အခုသူတို့တော့ပြောနေပြီတခါပြင်တက်ကတည်းကတော်တော်စာအုပ်ထုတ်တာတွေ့တယ်အဲ့ဒီစာအုပ်မှာကျွန်တော်ကြည့်တော့သူကဒီလိုမရေးထားဘူးသူကလည်းဒီပုံစံမဲ့ဒါပေမဲ့စလုံးကွာတယ် if you lost money တဲ့သူကတကယ်လို့မင်းလက်နဲ့မပက်တန်နေအကုန်ဆုံးရှုံးသွား nothing lost တဲ့ဘာမှမဆုံးရှုံးဘူးပေါ့စိတ်မညစ်နဲ့ပြန်ဒုတိယပတ်ရေးတယ် if you lost health ကျမ်းမာရေးထိခိုက်အောင်လုပ်လိုက်ပြီးဆိုရင် AIDS တွေပါဖြစ်သွားရင်ဒီပြည့်ယောဂတွေဖြစ်သွားရင် something lost วันนี้จะได้ဆုံးရှုံးမှုပဲတဲ့ if you lost your character ကိုကျင်တရားအကယ်၍အကင်ဖြည့်ဆည်းလိုက်ပြီဆိုရင် everything lost ဘာမှမရှိတော့ဘူးအဲ့တော့ခက်ကလည်းပြောလာပြီပစ္စည်းကြောင့်တိတ်ခါရှိတာမဟုတ်တိတ်ခါကိုကျင်တရားကြောင့်ရှိတာအစ္စလာမ်ကဒီစကားကိုပဲပြောတယ် illa alladhina amanu wa amilus salihat illa alladhina amanu iman yubi yong lauk ne ma piet song thei bu wa amilus salihat amal salihat ရှိရမယ်ပြီးတော့မှပြောတယ် wa tawasaw bil haqq wa tawasaw bis sabr ဒီလိုအီမန်နဲ့အာမလ်ဆာလီဟာရှိရမယ်လို့ယူဆခြင်းဒီမှန်ကန်မှုဖြစ်သည်အဲ့ဒီမှန်ကန်မှုမှာမိမိလည်းရပ်ပါသူများတွေကိုလည်းရပ်စေပါအဲ့ဒီလိုရပ်တည်တဲ့အခါဒုက္ခတော့ရောက်လိမ့်မယ်ပြီးခါမှာတစ်ဆက်တည်းပြောလိုက်ဒုက္ခတော့ရောက်မယ်လူတယောက်စိတ်တောက်တည်တော်ရှိုးကြီးတယ်တောက်လိုက်မုတ်လိုက်တောက်လိုက်မုတ်လိုက်မတောက်တဲ့လူဘေးကနေကြည့်ရင်သူကလည်းနှုံချသလိုဖြစ်အိုက်တင်နဲ့ရော့နေဒီတိုင်းမဲ့လူတယောက်စားနေမယ်တောက်နေမယ်မိတ်ဆွေသားချင်းများခင်ဗျတရားဝင်လုံနေတာကိုကတရားဝင်လုံတဲ့လူကတော်တော်တီးခံပြီးတော့နေရတယောက်ကလက်စားနေတယ်ဝန်ထမ်းတယောက်နောက်တယောက်ကမစားဘူးသူတော်တော်စားပါလောက်ကြည်သားကိုကောင်းချင်မှအလကားနေနဲ့9000ရလိုက်ပြီအမလေး6000ရလိုက်ပြီအမလေးဘယ်လောက်ရနေပြီအမလေးဒီကောင်တော့အိတ်ကြီးဖောင်းသွားပြီ9000ဘိုက်ကြီးချသွားပြီမစားဘူးချက်သွားလေးဒီဘိုက်အစ္စလာမ်ကဘာပြောလဲတစ္ဆာရှိရေးအတွက်အီမန်မြဲရေးအတွက်အတ္တပတ်သိသွားလဲအသိခံလိုက်တဲ့အီမန်ကတော့ထိမ့်ဖို့တာဝန်ထိန်းထားတစ္ဆာကိုထိန်းထားအတ္တနဲ့လဲပြီးတော့အဲ့ဒီတော့အစ္စတ်နဲ့လူပြည်မှာနေဖို့အတွက်မနေ့ကကျွန်တော်29လမ်းသရကပလီမှာတောက်ကြပြောရင်းနဲ့စကားနဲ့ကြံခဲ့ကျွန်တော်ဘာပြောအယိုးသားဆုံးဝန်ခံရင်ဒီနေ့ပတ်ဝန်းကျင်တစ်ခုစလုံးကျွန်တော်တို့ကိုမုန်းနေတာတွေ့ရတယ်ဘာဖြစ်လို့လဲအမွတ်စလမန်မှာအယက်သမားလူဒန်းသားများလို့လား 1% မရှိဘူးတခိုးတွေများလို့လားမရှိဘူးပြည်စားတွေပေါ်နေလို့လားမရှိဘူးလူလိန်တွေပေါ်နေလို့လားမရှိဘူးတော်တော်နည်းတယ် very few person
ဒါလည်းဇက်မရှိဘူးဘာကြောင့်လို့မစင်စားမိဘူးလားလို့ကျွန်တော်မေးတယ်အလင်းမရှိနေတယ်ဥယျာဉ်လည်းအများကြီးပဲနည်းနည်းလေးမဟုတ်ဘူးဒါလည်းဇက်မရှိဘူးဘာဖြစ်လို့မရှိတာအလ္လာဟ်က izzat နဲ့ပတ်သက်ပြီးတင်ညာတယ်ဝလ illahi al-izzatu wa li rasulihi wa lil mu'minin izzat လူ၃မျိုးပဲရဖို့ရှိတယ်တိကအလ္လာဟ်လက်ကရဆူလ်တတိယဟာအလ္လာဟ်နဲ့ရဆူလ်အတိုင်းပြောတဲ့အတိုင်းပဲနေထိုင်တဲ့လူကဲအခုမေးကြရရှိတယ်အလ္လာဟ်နဲ့အလ္လာဟ်ရဆူလ်ကဘာပြောထားလဲနံပါတ်1မလိန်နဲ့လိန်တဲ့လူကိုချစ်တဲ့လူရှိလားဟာဗျာခင်ဗျာလူတယောက်ကျွန်တော်တွေ့တယ်ဒီလိုလိန်နေအလ္လာဟ်ကျွန်တော်တို့ကသူ့အရန်ချစ်တာပဲဒီလိုပြောတာကြားဘူးလားဒီကောင်ကတွန်ဘာဘာလို့မလဲအဲ့ဒါစဉ်းစားခဘစ်နာလိုက်လူလိန်တဲ့ကောင်ပဲဘယ်လိုမှချိလို့မရသမီးတော့တောင်းကြည့်ပါလားဒီကောင်အကုန်ကောင်းတယ်ဗျာဒါပေမဲ့တခုပဲရှိတယ်တနေ့ကို12ခေါက်လောက်လိန်တယ်ဒါလေးပဲခင်ဗျာကျန်တာအကုန်ကောင်းတယ်ဆိုအမလေးအမြန်ယူသွားဒီကောင်ဟုတ်တရမနောက်မထားဘူးတမတ်မပြောနဲ့ဒီကောင်ငလိန်ကိုလုံးမကြိုက်အစ္စလာမ်ကပြောတာမလိန်နဲ့မဆဲနဲ့တရိစ္ဆာန်ကိုလည်းဆဲလို့မရခွေးကိုဆဲရင်လည်းငရဲကြီးတယ်ရှက်တန်ကိုဆဲရင်လည်းငရဲကြီးတယ်ကာဖာကိုဆဲရင်လည်းငရဲကြီးတယ်ဂတိတီပါတဲ့မွတ်စလမန်နဲ့လည်းဂတိတီရမယ်ကာဖာနဲ့လည်းဂတိတီရမွတ်စလမန်မဟုတ်တဲ့လူနဲ့လည်းဂတိတီရဟာအလ္လာဟ်နဲ့အလ္လာဟ်ဆိုပြောတဲ့ပုံစံကိုတတ်ပါတဲ့မိမိနိကာပတ်တဲ့ဇနီးအပြင်ဘယ်သူမှအိတ်ဖူးတယ်မရှိသေးဘူးမာရှာအလ္လာဟ်